အားလုံးပဲမင်္ဂလာပါတရှိခုငါပင်ကဏ္ဍရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆရာနာမည်ကတော့အကောင်ဝင်ပါ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကနေပြီးတော့ဇန်နဝါရီလ2026ခုနှစ်ဇန်နဝါရီလ3ရက်နေ့အထိဒါတပတ်ထံကာလအတွင်းထဲမှာ9ရက်သားသမီးတွေကနိနံ3ခုကိုရွေးချယ်ပြီးတော့အချီးကန်စရာလေးတွေမှာအကောင်းဆုံးအကြောင်းကျိုးလေးတွေကိုဆရာတို့ကတဲရနမိတ်လေးနဲ့ကြည့်ပြီးတော့ဆရာကဟောကြားပေးသွားမှာပဲဖြစ်ပါတယ်အစဉ်ချင်းဖြစ်ပြီဆိုရင်တော့စလိုက်ကြရအောင်ဟုတ်ပြီဒီတစ်ပတ်ထာကာလအတွင်းထဲမှာပထမဦးဆုံးနေ့သားသမီးအနေနဲ့ဟုတ်ပြီဒီတစ်ပတ်ထာကာလအတွင်းထဲမှာပထမဦးဆုံးနေ့သားသမီးအနေနဲ့ဆိုလို့ရှိရင်เนาะဒီကာလအတွင်းထဲမှာဒါကံကြမ္မာရဲ့ကံကြမ္မာကဲ့ရဲ့နမိတ်ရဒါနေသားသမီးရင်ရမြင်ရတဲ့ပုံစံရဆိုရင်เนาะတနင်္ဂနွေနေ့နဲ့သားသမီးတွေကိုကိုစားပြုတဲ့ကံကြမ္မာကဲ့ရဲ့နမိတ်မျိုးကိုတွေ့ရပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့ဒီကာလအတွင်းထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလအတွင်းထဲမှာဖြစ်နိုင်ရင်ခရီးကိစ္စသွားမယ်လို့စဉ်းစားထားတဲ့သူတွေအနေနဲ့ဆိုရင်ခရီးကိစ္စကိုရှောင်ပေးဖို့လိုအပ်ပါတယ်ပြီးတော့ပျော်ရွှင်စရာကိစ္စရလေးတွေကိုစီစဉ်ဖို့ဒါစဉ်းစားထားတယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်တာကာလအတွင်းထဲမှာနှစ်ကူးမဲ့ကာလအတွင်းဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ခီးသွားဖို့စဉ်းစားထားတာမျိုးဆိုရင်တော့ဒီကာလအတွင်းထဲမှာတနင်္ဂနွေသားသမီးအနေနဲ့ခီးသွားလို့ကံအားနဲပါတယ်เนาะအဲ့ဒါကြောင့်ဖြစ်နိုင်တော့ခီးတွေဘာတွေမသွားနဲ့ချစ်သူနဲ့သွားမယ်လို့စဉ်းစားထားတဲ့ကိစ္စမျိုးလဲအောင်မြင်ဖို့ကံအားနေတယ်ပြီးတော့ခီးသွားလိုက်တာမျိုးဆိုရင်လဲပို့ပြီးတော့ဒါအဆင်မပြေတာမျိုးတွေဖြစ်နိုင်တယ်အခက်မသိရင်ခန္ဓာကိုယ်မှာတခုခုအက်ဆီဒန့်ရတာမျိုးဖြစ်သွားနိုင်တယ်ဆိုတဲ့ကံကြမ္မာမျိုးကိုတွေ့ရပါတယ်ဒါပထမဦးဆုံးမြင်ရတဲ့နမိတ်လေးဖြစ်တယ်ဆိုတော့နောက်တစ်ခုကကြတော့ဒီကာလအတွင်းထဲမှာချစ်သူမရှိတဲ့သူလေးတွေအနေနဲ့ဆိုရင်တော့ဒါတယောက်တည်းနေခြင်းကပို့ပြီးတော့ကောင်းမယ်ဘာသာရေးဆိုင်ရာလုပ်ငန်းလေးတွေကိုပို့ပြီးတော့လုပ်ဖြစ်မယ်ပြီးတော့နောက်တစ်ခုကဒီကာလအတွင်းထဲမှာတယောက်ဒီချစ်သူရှိတဲ့သူတွေပဲဖြစ်ဖြစ်ချစ်သူမရှိတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုနားလည်လာတာမျိုးတွေလည်းဖြစ်မယ်ကိုယ့်ရဲ့ချစ်သူကိုလည်းနားလည်လာတာမျိုးတွေဖြစ်စေနိုင်တယ်ပေါ့နော်ဟိုချစ်သူမရှိတဲ့သူလေးတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒီကာလအတွင်းထဲမှာဒါချစ်သူတက်ရှာတာမျိုးထမ်းဖြစ်နိုင်လို့ရှိရင်တော့တယောက်တည်းနေတာကတော့ပို့ပြီးတော့ကောင်းမယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်တယောက်တည်းနေခြင်းကတော့ပို့ပြီးတော့တယောက်တည်းဟိုခန်းစားချက်ကိုနားလည်မယ်ပြီးတော့မှဒါချစ်သူရှာတာမျိုးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေမယ်နှစ်ကူးကာလအတွင်းထဲမှာချစ်သူလေးနဲ့ဖြတ်တန်းဖို့စဉ်းစားထားတာမျိုးဆိုရင်လေဒီကာလအတွင်းထဲမှာတော့နည်းနည်းလေးတော့အားနေတယ်ရှိရင်းဆွေးချစ်သူလေးတွေရှိနေတယ်ကိုချစ်သူလေးနဲ့ပဲဖြတ်တန်းမယ်လို့ရွေးထားတယ်ဆိုလို့ရှိရင်လေခရီးဝေးကြီးသွားတာမျိုးမဟုတ်ဘဲနဲ့မိမိတို့အနေနဲ့ဒါအနီးနားမှာပဲဒီနေရာမှာပဲဒါဟိုခရီးမသွားဘဲနဲ့ပေါ့နော်ပျော်ပျော်ရွှင်ရွှင်လေးဖြတ်ကျော်ပါလို့ဆရာကတော့ဒါပြပြပေးလိုပါတယ်နောက်တစ်ခုကဒီကာလအတွင်းထဲမှာအေးလူဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်ဆိုတော့ဒါပြဿနာလေးတွေဖြစ်နေတဲ့သူလေးတွေဟိုပြဿနာလေးတွေမကြီးသွားအောင်လို့ဆိုပြီးတော့ကူညီပေးမယ့်ຢာလေးတွေလည်းဖြစ်စေနိုင်တယ်ပြီးတော့ဘာသာရေးကိစ္စလေးနဲ့သက်ဆိုင်ပြီးတော့ဒါအခြေခံလေးတွေကထွန်းပေါက်နိုင်တယ်နော်တွန်းပေါက်နိုင်တယ်အဲ့ဒါကဘာလို့လဲဆိုတော့မိမိတို့အနေနဲ့ဒီကာလာအတွင်းထဲမှာဘာသာရေးလုပ်ငန်းလေးတွေကိုတူတူဒါပူးပေါင်းပြီးတော့လုပ်ကင်ရလိမ့်မယ်အဲ့ဒီလုပ်ကင်တဲ့ຢာလေးတွေဆောင်တယောက်နဲ့တယောက်ပို့ပြီးတော့နားလည်မှုလေးတွေရလိမ့်မယ်တယောက်ကြောင့်တယောက်ပို့ပြီးတော့သိလိမ့်မယ်ပြီးတော့နောက်တစ်ခုကဒီဘာသာရေးဆိုင်ရာလှူဒန်းတဲ့ကိစ္စရေးနဲ့ပတ်သက်တဲ့အရာလေးတွေကြောင့်လည်းတယောက်နဲ့တယောက်ကြားမှာဒါခိုင်မာတဲ့ဟိုအခြေတန်ရောစင်တစ်ခုခုဖြစ်စေနိုင်တယ်ဆိုတော့ကံကြမ္မာမျိုးကိုတွေ့ရပါတယ်ဆိုတော့ဒီကာလအတွင်းထဲမှာတနင်္ဂနွေသားသမီးများရဲ့ကံကြမ္မာခွင်မှာဆိုရင်တော့ကောင်းမွန်တဲ့ပတ်လေးကကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုအဆင်ပြေနိုင်တယ်အစိုးလေးကတော့နည်းတယ်လို့ပြောရမယ်ပြီးတော့ဒါဘာပဲဖြစ်ဖြစ်ဒီကာလအတွင်းထဲမှာခီးကံကိုတော့ဖြစ်နိုင်တော့ဆရာကတော့ရှောင်ပေးပါလို့ဆရာကတော့မြစ်တာရဲ့ခံအပ်ပါတယ်ဆိုတော့ဒုတိယနေ့နဲ့သားသမီးရဆိုလို့ရှိရင်တော့ဆိုတော့ဒုတိယနေ့နဲ့သားသမီးရဆိုရင်တော့ဒီကာလအတွင်းထဲမှာဆိုတော့ဒီကာလအတွင်းထဲမှာဒုတိယနေ့နဲ့သားသမီးရဆိုလို့ရှိရင်တော့ဒါတောက်ကြသားသမီးရဲ့ကံကြမ္မာကဲ့ရဲ့နမိတ်မျိုးကိုတွေ့ရပါတယ်ဆိုတော့ဒီကာလအတွင်းထဲမှာဒါမိမိတို့ရဲ့ကံကြမ္မာပေါ်မူတည်ပြီးတော့အခြေကံကြမ္မာထက်လုပ်ငန်းခွင်ကံကြမ္မာလေးတွေကိုပုံမြင်နေရတယ်လုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့လုပ်ငန်းတိုးတက်မှုလေးတွေရှိမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မတိမမြင်ရသေးတဲ့အရာလေးတွေလည်းတင်မြင်ခွင့်ရစေတတ်တယ်လို့ကိုတီးပြီးသားအရာလေးတွေကိုလည်းထပ်မံပြီးတော့စင်ကဲတင်ကြားမှုဖြစ်ရစေတတ်တယ်စင်ကဲတော့ပညာရဲ့အသစ်တွေဒီကာလအတွင်းထဲမှာသင်ရလိမ့်မယ်ပြီးတော့ဒီကာလ
အတွင်းထဲမှာနိုင်ငံခြားကိုတွားကျင်တဲ့သူမျိုးလေးတွေနိုင်ငံခြားနဲ့သက်ဆိုင်တဲ့ကိစ္စရဲ့မျိုးကိုလှုပ်ချင်တာမျိုးဆိုလို့ရှိရင်လေအဆင်ပြေနိုင်တယ်ဒီကာလအတွင်းထဲမှာနိုင်ငံခြားကိစ္စရဲ့လေးတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာပညာရဲ့ဆိုင်ရာလေးတွေကိုပြုလုပ်မယ်ဆိုရင်လေအဆင်ပြေနိုင်တယ်အောင်မြင်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြနေတယ်လုပ်ငန်းကဏ္ဍအရတိုးတက်စွာပြောင်းလဲနိုင်တယ်ဆိုတဲ့ကံကြမ္မာမျိုးကိုတွေ့ရပါတယ်ဆိုတော့အခြေနဲ့ပတ်သက်ပြီးတော့ဒီကာလာအတွင်းထဲမှာဖြစ်နိုင်ရင်တော့ဟိုဒါတယောက်နဲ့တယောက်ရဲ့ပေါ့နော်အခြေကဏ္ဍလေးတွေသူ့ရဲ့သဘောဆန္ဒကိုယ့်ရဲ့သဘောဆန္ဒလေးတွေကိုဒါထိရောက်စွာပြောဆိုရမယ်ဆိုတဲ့ပုံစံမျိုးကိုမြင်တယ်ပြီးတော့သူရဲ့ဖြစ်ချင်တဲ့စိတ်သူလုပ်ချင်တဲ့ကဏ္ဍရဲ့သူလုပ်ချင်တဲ့အလုပ်တွေကိုလည်းဒါဒီဇိုင်းမမတ်နဲ့လုပ်ခွင့်ရမယ်လုပ်ပေးခွင့်ရလိမ့်မယ်လုပ်လဲလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတယ်ပြီးတော့ဒီကလာအတွင်းထဲမှာဒါတယောက်နဲ့တယောက်ခီးတွေဘာတွေသွားဖို့စဉ်းစားထားတာမျိုးပျော်ရွှင်စရာကောင်းတဲ့အမှတ်တရလေးတွေကိုအထိမ့်အမှတ်လေးတွေပြုလုပ်ဖို့စဉ်းစားထားတာမျိုးဆိုရင်တော့ကံစရာအားဖြင့်ကောင်းနေတယ်ကံစရာအားဖြင့်ကောင်းနေတယ်ဒီခီးတွေဘာတွေသွားလို့ကောင်းတယ်ခီးတွေဘာတွေကံအားကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရပါတယ်ဆိုတော့ဒါကတော့ဆရာအနေနဲ့မြင်ရတဲ့ကံကြမ္မာကဲ့ရဲ့နမိတ်မျိုးကိုဒါဒုတိယကဲ့ရဲ့နမိတ်ရာတောက်ချသားသမီးရဲ့ကံကြမ္မာမျိုးကိုဆရာပြောပြပေးသွားတာပဲဖြစ်ပါတယ်ဆိုတော့နောက်ဆုံးနေ့နဲ့သားသမီးရဆိုလို့ရှိရင်တော့Okay နောက်ဆုံးနေ့နဲ့သားသမီးရဆိုရင်တော့ဒီကာလာအတွင်းထဲမှာမြင်ရတဲ့ကံကြမ္မာကေနမိတ်ရဒါစနေသားသမီးရဲ့ကံကြမ္မာမျိုးကိုတွေ့ရပါတယ်ဒီကာလာအတွင်းထဲမှာဒါမိမိချစ်သူရဲ့အယူလုပ်ခြင်းကိုခံရစေတတ်တဲ့မိမိချစ်သူရဲ့တလွဲစီမံကောင်းလုပ်စေတတ်တဲ့ပုံစံမျိုးလေးတွေကိုမြင်ရမယ်ရှီတစ်မျိုးကိုရတစ်မျိုးဆက်ဆံခံရစေတတ်တဲ့ချစ်သူကာလဒါမရင်ကျက်သေးတဲ့ဒါတက်တန်းတူသေးတဲ့ချစ်သူတွဲမျိုးဆိုလို့ရှိရင်တော့ဒီကာလာအတွင်းထဲမှာပြက်ဆဲသွားရစေတတ်တဲ့ချစ်သူကာလရင်းကျက်နေသောအတွဲမျိုးတွေဆိုလို့ရှိရင်လေဒီကာလာအတွင်းထဲမှာတယောက်နဲ့တယောက်ကနားလည်မှုယူလို့မရအောင်မျက်နှာချင်းဆိုင်လို့မရအောင်ဖြစ်စေနိုင်တယ်ပြီးတော့လုံးဝမထင်မှတ်ထားတာကမိမိချစ်သူရဲ့လိန်ညာလှည့်စားခြင်းလှည့်ပြားခြင်းကံကြမ္မာခင်ကိုမြင်နေရတယ်လိန်ညာထားတာမျိုးလှုပ်ဝက်ထားတာမျိုးမိမိမသိတော့ပါဘူးဆိုပြီးတော့တမင်တကာဖုံးဝယ်ထားတဲ့ကိစ္စရဲ့မျိုးတွေလည်းရှိနေစေတတ်တယ်ပြီးတော့ဖောက်လဲဖောက်ပြန်မဖြစ်အောင်ဂရုစိုက်ကမယ်မိမိကိုယ်တိုင်ကတော့၎င်းမိမိချစ်သူကတော့၎င်းဖောက်လဲဖောက်ပြန်ပြုလုပ်နေတာမျိုးရှိနေမယ်ဆိုရင်တော့ဒီကာလအတွင်းထဲမှာလုံးဝမိသွားတာမျိုးပြဿနာကိုကြီးသွားတာမျိုးဖြစ်သွားစေတတ်ပြီးတော့တယောက်နဲ့တယောက်လုံးဝပျက်စီးသွားလောက်တဲ့အခြေအနေမျိုးတွေဖြစ်သွားစေတတ်တယ်ဒီကိစ္စကြောင့်မိဘတွေကတိုင်ပင်ဆွေးနွေးထားတဲ့မိဘတွေသဘောတူထားတဲ့အတွဲမျိုးကြီးဆိုရင်တော့ဒီကာလအတွင်းထဲမှာမိဘတွေကပါမျက်နှာပြက်ရတော့တဲ့အခြေအနေမျိုးထိဖြစ်သွားစေတတ်တယ်ဆိုတဲ့ကံကြမ္မာမျိုးကိုတွေ့ရပါတယ်ပြီးတော့ဒီကာလအတွင်းထဲမှာဖြစ်နိုင်ရင်တော့ဒါချစ်သူမရှိတဲ့သူလေးတွေဆိုရင်တော့တယောက်တည်းနေပါချစ်သူမရှာပါနဲ့ပို့ပြီးတော့စိတ်ပင်ပန်းရမယ်ကိုယ့်ရဲ့အပူအပြင်တခြားသောကိုယ့်ရဲ့ချစ်သူရဲ့အပူကိုပါလိုက်ပြီးတော့ဖြည့်ရှင်းပေးရတာမျိုးတွေကြုံရစေတတ်တယ်အိမ်အောင်ရှင်နေနေဆိုရင်တော့ဒီကာလာအတွင်းထဲမှာသားသမီးရဲ့နာရဖို့ကတော့အားနေတယ်သားသမီးရဲ့နာယူလို့မရသေးဘူးဆိုတဲ့ပုံစံမျိုးကိုမြင်ရပါတယ်ဒါကတော့ဆရာအနေနဲ့မြင်ရတဲ့ကံကြမ္မာမျိုးကိုဆရာတေရိုနမိတ်လေးနဲ့ကြည့်ပြီးတော့ဟောကြားပေးထားတာပဲဖြစ်ပါတယ်ဒီနေ့နဲ့၃ခုအတွက်ဆရာရေရာလေးလည်းပြောပြပေးသွားပါမယ်ဟုတ်ကဲ့ဒါနေ့နဲ့3ခုရပြုလုပ်ပေးရမယ့်ရေရာရဆိုရင်တော့ဒီကာလာအတွင်းထဲမှာမိမိတို့အနေနဲ့ဒါမိမိတို့ရဲ့အိမ်ဖျားမှာနွားနုလေးတစ်ခွက်ကိုပေါ့နော်ဒါစားလေးနဲ့ဖြော်မယ်ပေါ့နော်စားနေနေလေးနဲ့တကြားလေးစားနေနေလေးနဲ့ပေါ့နော်နွားနို့လေးကိုဖြော်မယ်တကြားနဲ့မဖြော်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုစားလေးနဲ့ဖြော်ထားတဲ့နို့လေးတစ်ခွက်ကိုမြတ်စွာဘုရားကိုစက္ကက်လူတန်းပေးရမယ်အဲ့ဒါကိုမိမိတို့အနေနဲ့ဒါ3ရက်တိတိပြုလုပ်ပေးရမယ်ကိုယ့်ရဲ့နေနံကနေလည်းဒါပြုလုပ်ပေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်အစဉ်ပြည့်တဲ့ရက်3ရက်မှာပြုလုပ်လူတန်းပေးလို့ရပါအိမ်ဖျားမှာလူတန်းပေးရမယ်မနေ့စောစောမှရတယ်ဒါနေ့ဒါဒီနေ့ဘယ်လိုပြောမလဲဆိုတော့နေစွန်းပေါ့နော်နေစွန်းမတိုင်ခင်မှာလည်းလူတန်းပေးလို့ရတယ်အကယ်၍ကိုရီကဗုဒ္ဓဘာသာမှုပဲတခြားဘာသာဝင်နေနေဆိုလို့ရှိရင်တော့တက်ကြီးရွယ်ကိုလေးတွေကိုနွားနုလူတန်းပေးခြင်းပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်နွားနုဒိန်ခဲအဲ့ဒါလေးတွေလူတန်းပေးလို့ရပါတယ်ဟုတ်ကဲ့ပါဒါကတော့ဆရာအနေနဲ့ဒါမြင်ရတဲ့ကံကြမ္မာကဲရဲ့နမိတ်ရလေးတွေရဲ့ဒီတပတ်တာကာလာတွေနဲ့မှာပြောင်းလဲရနိုင်တယ်ပြောင်းလဲသွားနိုင်တဲ့နေ့နဲ့၃ခုကိုဆရာကရွေးချယ်ပြီးတော့ဒါဟောကြားပေးသွားတာပဲဖြစ်ပါတယ်နောက်တစ်ပတ်တာကာလာအတွင်းထဲမှာလည်းဘလို့နေ့နဲ့သားသမီးလေးတွေရဲ့ကံကြမ္မာလေးတွေကဘလို့အခြေကံကြမ္မာလေးကိုကြုံတွေ့ရမလဲဆိုတာမျိုးကိုဆရာနဲ့တူစောင့်ကြည့်ပေးဖို့ဆရာကမျှော်လင့်အပ်ပါတယ်ဆိုတော့ဒီတစ်ပတ်တာကာလာအတွင်းထဲမှာဒါကြုံကြိုက်နေရတဲ့ကံကြမ္မာလေးတွေလည်းအမြန်ဆုံးကြော်လားဖြစ်ကျော်နိုင်ပါစေလက်ရှိဖြစ်ပေါ်နေသောအခက်အခဲများမှကြော်လားဖြစ်ကျော်နိုင်ပါစေလို့ဆရာကမင်းကနေဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ